吹爆的一眼界你的，我参加阿妈有来了，或者咋地的咋西面，机器妈妈没西无所路线了，地平林啊每天弄来呢，你他妈西也对，身边也。အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကြာတော့ရွှေဖို့မေးရပေါ့နော်ဒီ ordinary peeling သုံးတာနဲ့ပြောလို့ရှိရင်ဆေးကန်းမှာသုံးတဲ့ peeling နဲ့ဘာကွာလဲဒါမှမဟုတ်ဆေးကန်းမှာမသုံးချင်ဘူး ordinary peeling ပဲသုံးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးclinic မှာသုံးတဲ့ effect တိုင်းရမလားဆိုတဲ့မေးခွန်းလေးပေါ့နော်အဲ့မေးခွန်းလေးရွှေပြခြင်းနဲ့အဲ့တော့ရွှေဖို့တို့မှာဒီ peeling နဲ့ clinic နဲ့သုံးတာဆိုတာကမတူဘူးပေါ့နော်အဲ့တော့ဒါက low concentration ပေါ့ဆေးကန်းမှာသုံးတာကျတော့ high concentration ကိုသုံးရတယ်ဒီမှာဆိုလို့ရှိရင် AH က30ပါတယ် BH က 2% ပဲပါတယ်အဲ့တော့ကိုမှာပေါ့နော် my acne ပေါ့နော်ဝက်ချန်ကကြီးမားမားကြီးဆိုးဆိုးဝါးဝက်ချန်ကြောင့်အကြံခဲ့တဲ့အမာရွတ်တွေမရှိဘူးပြီးတော့လို့ရှိရင်ကိုကလုံးဝ glow ဖြစ်နေတဲ့ဟာမျိုးလေးကို maintain လုပ်ချင်တယ်ပေါ့နော်glow face လေးဖြစ်ချင်တယ်ဆိုတဲ့ဟာမျိုးအနေလောက်ပဲ peeling ကအဆင်ပြေမယ်ပေါ့နော်တကယ်လို့ကိုမှာsun damage ဖြစ်ထားတယ်ပြီးတော့လို့ရှိရင်ဆေးကန်းမှာကြာအဲ့လို sun damage ဖြစ်ထားတဲ့လူတွေပြီးတော့လို့ရှိရင်ကိုကလုံးဝ strong ဖြစ်နေ rejuvenate ပြန်ပြီးနူးပြိုချင်တာမျိုးတွေနောက်ပြီးဒီလို wrinkles တွေအများကြီးဒီလိုမျိုးကိုမှထင်းထင်းရှားရှားရှိနေတာမျိုးတွေပြီးတော့လို့ရှိရင်တင်းတိတ်ကလည်းလုံးဝထင်းထင်းရှားရှားကြီးရှိနေတဲ့တင်းတိတ်တွေပြီးလို့ရှိရင်အမဲဆက်တွေပေါ့နော်ဝက်ချန်ကြောင့်အဲ့လိုမျိုးကြီးမားမားscar ပုံစံတွေမျိုးဖြစ်တဲ့သူမျိုးဆိုလို့ရှိရင်တော့ဆေးကန်းမှာပဲလုပ်လို့ရမယ် ordinary peeling ကိုအကြာကြီးဆွဲသုံးမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး benefit တွေကရလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့နှစ်ခုတော့ကွာတယ်ပြီးရင် तू က exfoliate လုပ်ပြီးတဲ့တာပဲရှိတာပေါ့နော်ပြောရလို့ရှိရင် तू ကအပေါ်ဆုံးဒီ surface အလွှာကိုပဲ तू ကmaintain လုပ်ပြီးရ exfoliate လုပ်ပြီးရပေါ့စေကန်းမှာလုပ်တဲ့ဟာကြလုံးဝ deep layer ထိတွားရတယ်အဲ့လိုမျိုးstrong ဖြစ်တဲ့ဟာမျိုးတွေမှာသုံးတယ်ပေါ့နော်အဲ့တော့ down time နဲ့ side effect ကိုကြည့်မယ်ဆိုလို့ရှိရင်လေ तू ကကြတော့အဲ့လိုမျိုးlow risk ဖြစ်တယ်ပေါ့နော်အဲ့လောက်ကြီး risk မများဘူးဒါပေမဲ့ဆေးကန်းမှာလုပ်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုးရောင်တာမျိုးလေးခဏဆောင်ရမယ်ပြီးတော့လို့ရှိရင်နီရဲတာမျိုးရှိမယ်ပေါ့ရက်အနှဲငယ်ဆောင်ရမယ်အဲ့လို mask တက်ထားတာမျိုးရှိမယ်ကိုကကြီးမားမားကြီးဒီလိုမျိုးskin နဲ့ပတ်သက်ပြီး concern ရှိနေရဆိုလို့ရှိရင်တော့ချွေပူကဆေးကန်းမှာပဲသွားလို့စေခြင်းနဲ့ဒါကိုအကြာကြီးဆွဲသုံးလို့လေဒီ peeling ကိုအကြာကြီးဆွဲသုံးလို့လေကိုကအဲ့လိုမျိုးကြီးပျောက်လာမှာမဟုတ်ဘူးပေါ့နော်ဒါကိုအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့မျက်နှာလေးကဒီ surface ဘိုင်းမှာglow ဖြစ်ချင်တယ်ပြီးတော့လို့ရှိရင်ပုံမှန် exfoliate လုပ်ချင်တယ်ချွေးပေါက်တွေအရန်ကျယ်နေတယ်ဝက်ချန်ကြအမာရွတ်လေးတော့ဟိုတစားဒီတစားရှိမယ်ကြီးမားမားမရှိဘူးဆိုလို့ရှိရင်တော့ဒီ peeling က maintain လုပ်နိုင်တဲ့အနေထားမှာရှိရတဲ့အတွက်အဆင်ပြေရယ်ကို့မှာကြီးမားမားရှိပြီဆိုရင်တော့ချွေးပူကတော့ clinic မှာပဲလုပ်စေချင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ peeling ကိုဘယ်လိုကိုယ့်ရဲ့ skin ကဘယ်လိုအနေထားမှာသုံးရမယ်ဆိုတာတော့သိသွားမယ်လို့ချွေးပူကမျှော်လင့်ပါတယ်ကျေးဇူးများတင်ပါတယ်